အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာဂျာဇန်ကြောလေးလောက်စားပေးတဲ့ကြောင့်မို့လို့ဂျာဇန်ကြောလေးမသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါရရှင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးရှင်ပထမဦးဆုံးဝတ်တာပပတိထားရလေးတွေကိုရရသားလေးနဲ့ထားလိုက်ပါမယ်ပြီးလို့ရှိရင်ရွှေပေးသေးတော့ခါကျဲဦးနဲ့ခေါ်ဘီတို့ကိုလည်းပပတိထားလိုက်ပါမယ်ဂျာဇန်ကိုလည်းတနိုင်လောက်ရေးစိန်ထားလိုက်ပါမယ်နော်။ပဝင်ပစ္စည်းလေးတွေအစင်သေးဖြစ်လို့ရှိရင်အိုးစတက်ပါမယ်။စီထည့်လိုက်ပါမယ်။စီဆူလာလို့ရှိရင်ကြက်သွန်လေးတွေကိုစီတက်လိုက်ပါမယ်။စနေမုတ်ထည့်ပါမယ်ရှင်။ကြက်သွန်လေးတွေအနက်မွေလာလို့ရှိရင်နှစ်ထားတဲ့ဝတ်သားကိုထည့်ပါမယ်။ဝတ်သားကိုလုံးထားနေတော့မှကြာဆန်ကိုအရသာနေပါမယ်။ကြာညွတ်အနေငယ်စားချုံမို့ငပြာရည်အနေငယ်နဲ့ဖြူစီတို့ထည့်နေပါမယ်။အနောက်ကပကြီးပကြီးနဲ့အော်နေတဲ့ငှက်လေးတွေကတော့ညီမနေတိုင်းအစာကျွေးရပေါ်တာပေါ်ကျွတ်တွေပါ။အစာကျွေးထားတဲ့နေရာနဲ့နီးလေးမှာဟင်းချက်နေတော့သူတို့မလာရဲပဲနဲ့ဘေးနားနေပြီးတော့ဖယ်ပြီးခိုင်းနေရဖြစ်မယ်ဝတ်သားချက်ခံနေလို့ရှိရင်အသီးရွက်လေးထည့်ပါမယ်နည်းနည်းလေးနှမ်းစားအောင်ဝေပြီးလို့ရှိရင်အဖုံးအုပ်ထားလိုက်ပါမယ်အသီးရွက်တွေနည်းနည်းနှောင်းသွားလို့ရှိရင်အချို့မို့စားငပြာရည်အနည်းငယ်ကိုထည့်ပါမယ်ရှုစီလေးထည့်ပါမယ်အနက်လေးမွေအောင်လုပ်ပါအချို့မို့စားကြက်သားမုန့်လည်းသုံးလို့ရပါရဲ့နော်အရသာရည်နှက်ဆက်သွားအောင်လို့ဝေပေးပါမယ်ပြီးလို့ရှိရင်အဖုံးအုပ်ထားလိုက်ပါမယ်